M7 Pass ကိုဝယ်ပြီးသွားတဲ့သူတွေက test fee ကိုဘယ်လိုလုပ်ရင်ပြည့်မယ်ဆိုတာကိုလည်းပြောခဲ့ပြီးမကြည့်ရသေးရင်တော့ဒီဗီဒီယိုမှာသွားကြည့်လို့ရပါတယ်ဒီနေ့ပြောမှာကကြတော့ M7 Pass ဝယ်ပြီးတော့ test fee ကိုမလွတ်အောင်လုပ်သွားတဲ့သူတွေက level 80လောက်ထိရောက်တယ်ရောက်ပြီဆိုရင် M7 နဲ့ပတ်သက်တဲ့အရာအမှန်တများကိုယူပြီးသွားပြီလို့ထင်နေတတ်တယ်ဒါပေမဲ့မဟုတ်သေးဘူးဗျ lucky kit မှာဆိုရင် Granger ရဲ့ painted skin ကကျန်နေသေးတယ် painted skin ဆိုပြီးတော့အထင်သေးလို့တော့မရဘူးဒီ skin ရဖို့အတွက်ဒီတိုင်းကြီးပဲလှည့်မယ်ဆိုရင်တော့ diamond 900လောက်ကုန်မှာဒါပေမဲ့ဒီလောက်မကုန်ဘဲနဲ့ free နေပါအထိယူလို့ရမယ့်နည်းလမ်းကိုဒီနေ့ဗီဒီယိုမှာပြပြပါမယ်အရင်ဆုံးသိထားရမှာကလှည့်ရမယ့် M7 lottery coin တွေကို free ယူလို့ရမယ့်နေရာက2ခုရှိတယ်ပထမတစ်ခုကကြတော့ M7 pass ဝယ်ပြီးတဲ့အခါရမယ့် coin လေးရ M7 pass မှာရှိတဲ့ test တွေက level 4 level 80 level 36 level 60 level 71 level 80တို့မှာ coin 900ထိရမယ် M7 pass ကနေပြီးတော့ lottery coin 1100ထိရမယ်ဒုတိယတစ်ခုကကြတော့ lucky gift ထဲကနေပြီးတော့ gold river ထဲမှာရှိတဲ့ draw ချိန်ရင်လိုက် coin တွေကိုပြန်ရတယ် draw 2ချိန်ကနေပြီးတော့ draw 50အထိဆိုရင် coin 900အထိပြန်ရတယ် Granger skin ရဖို့အတွက်ဆိုရင်တော့ power supply 2600ပြင်ရတယ်အနည်းဆုံးကတော့ draw 30လောက်တော့လဲရမယ် draw လဲရမယ့်ပုံစံကတော့ 1 draw နဲ့10 draw ဆိုပြီးတော့နှစ်ခုရှိတယ်1 draw ကိုတော့ coin 100 10 draw ကိုတော့ coin 1000ဒါပေမဲ့1 draw က 50% discount ရှိရဲအဲ့တော့ coin 50နဲ့တစ်နေ့ကိုတစ်ချိန်လှည့်ခွင့်ရှိရဲဒီလိုလဲလိုက်တဲ့ခါကျရင်ကျွန်တော်တို့ M5 နဲ့ပတ်သက်တာမှန်များအကုန်ပါလာတယ် M5 မှာဆိုရင်ယူဆောင် prime skin ပြီးရင်ရိုးယူဆောင် M5 skin ပြီးရင်တခြားသောများသော effect တွေလည်းပါတယ်ဒီ percent တွေပေါ့နော် 5% 10% 20% 40% ဆိုတဲ့ reward တွေ any reward တွေကိုပောက်ခဲ့မယ်ဆိုရင်ဒီအလဲမှာရှိရဲ့ price pool ထဲမှာရှိရဲ့ king cannon ရဲ့ percent အလိုက်ကိုပြင်ရတယ် skin တွေလဲတဲ့ခါမှာအသုံးပြုရမယ် power supply အစားစားပြင်ရတယ် event shop မှာဆိုရင်ကျွန်တော်တို့အဓိကယူရမယ် Granger ရဲ့ skin ကိုတော့ power supply 2600နဲ့လဲယူရမယ်တခြားသော M1 M2 M3 နဲ့ M5 skin တွေလည်းပါတယ်ဒါပေမဲ့ကိုယူမဲ့ skin ပေါ်မူတည်ပြီးတော့ power supply ကတော့အစားစားကွာသွားတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဒီနေ့မှာ M7 ရဲ့ Granger ရဲ့ painted skin ကိုယူမှာဆိုတော့ power supply 2600ပြည့်ဖို့အတွက်အနည်းဆုံးရှေ့မှာ draw 30လောက်တော့ဆွဲဖို့လိုတယ်ဒါပေမဲ့ဘယ်လိုလဲရမလဲဆိုတော့ကျွန်တော်ပြောပြမယ်ရှေ့မှာကျွန်တော်တို့ဒီ M7 pass ကနေပြီးတော့ coin 1100ရမယ်လို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီ coin 1100နဲ့ကျွန်တော်တို့ကလှည့်ရမယ်အဲ့ဒီ coin 1100ကို 1 draw နဲ့17ချိန်ဆွဲလိုက်မယ်ဒါဆိုရင်တော့ draw 17ချိန်ရမယ်နောက်တစ်ခုလိုရမှာကကြတော့ကျွန်တော်တို့ဒီ skin တွေကို join မယ်ဆိုရင် diamond တော့နည်းနည်းသုံးရမယ်ဒီလုံးနေနဲ့ draw တွေအကြောင်းသိထားဖို့လိုတယ်ဒီမှာရှိတဲ့ M7 lottery coin တွေကျွန်တော်တို့မှာမရှိဘူး0ဖြစ်နေရဆိုရင် coin 50ဆိုရင် diamond 5လုံးနဲ့ညီမျှတယ် coin 100ဆိုရင် diamond 10လုံးနဲ့ညီမျှတယ်ကျွန်တော်တို့မှာ lottery coin မရှိဘူးဆိုရင်တော့သူက diamond နဲ့ပေးဝယ်လို့ရတယ်အဲ့တော့ကျွန်တော်တို့တွေက diamond နဲ့ပေးဝယ်မယ် diamond နဲ့ပေးဝယ်တဲ့အခါကျရင် weekly bet တွေကိုထည့်ဖို့လိုပဲ weekly bet ကအများကြီးမဟုတ်တစ်ပတ်တည်းအဲ့ဒီတစ်ပတ်ထည့်လိုက်ပြီဆိုတာနဲ့ diamond 80ရမယ်ပြီးရင်တစ်နေ့ကို diamond 20နဲ့9ရက်ဆက်ယူလို့ရမယ် weekly bet ဖြည့်ပြီးသွားပြီဆိုတာနဲ့ပထမဦးဆုံးနေ့မှာ diamond 20ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့က 50% discount diamond 5လုံးနဲ့တစ်ချိန်လဲမယ်ပြီးရင်ကျွန်တော်တို့က1 draw လဲပြီးတဲ့အခါကျရင် discount ကမရှိတော့ဘူးအဲ့ကြရင် coin 100 diamond 10လုံးနဲ့လဲရမယ်အဲ့ကြရင်လဲပြီးလေဗျဒီနေ့ကိုကျွန်တော်တို့က 50% discount နဲ့တစ်ချိန် discount မရှိဘဲနဲ့ diamond 10လုံးနဲ့တစ်ချိန်အဲ့လိုနှစ်ချိန်တစ်နေ့ကို2ချိန်နဲ့9ရက်ဆက်တိုက်လဲသွားမယ်ဆိုရင် draw အနေနဲ့ဆိုရင်တစ်ပတ်ပြည့်တဲ့ခါကျရင်တော့14ချိန်ရမယ်ရှေ့မှာကျွန်တော်တို့17ချိန်ရမယ်17ချိန်နဲ့14ချိန်နဲ့ပေါင်းမယ်ဆိုရင်20နဲ့မှ5ချိန်ရမယ်အဲ့တော့ draw 25ချိန်ပြည့်တဲ့ခါကျရင်တော့ goal revive မှာကြည့်လိုက်ဗျာ draw 2ချိန်ပြည့်ရင် coin 100ရမယ် draw 15ချိန်ပြည့်ရင် coin 100 draw 20ပြည့်တဲ့ခါကျရင် coin 100ဆိုပြီးတော့စုစုပေါင်းက coin 300လောက်ထိရမယ်ဒီ coin 300ကိုကျွန်တော်တို့က1 draw နဲ့ဆွဲလို့တော့မရဘူး1 draw နဲ့မဆွဲနဲ့ကျွန်တော်တို့က daily 50% discount coin 50နဲ့6ရက်ဆက်တိုက်ဆွဲမယ်အဲ့ဒီခါကျရင်တော့ကျွန်တော်တို့က draw နေနဲ့ဆိုရင်30နဲ့မှကျင်းရမယ်ဒီခါကျရင်တော့ရှေ့မှာ weekly bet ကလည်း diamond တွေအများကြီးပိုသေးတယ်ဆိုတော့ weekly bet ကတစ်နေ့ကို diamond 15လုံးနဲ့တွက်လိုက်မယ်ဆိုရင်9ရက်ဆိုရင်105လုံးပဲကုန်မယ် weekly bet ကတစ်ပတ်ဆိုရင် diamond 220ရရဗျာ105လုံးပဲသွားမယ်ဆိုရင် diamond 115လုံးပိုနေသေးတယ်အဲ့ဒီပိုနေသေးတဲ့ diamond 115လုံးနဲ့ကျွန်တော်တို့ကဒီနေ့ကို 50% discount 1 draw စီနဲ့ event ပြီးရတဲ့အထိလှည့်သွားလို့ရတယ်ပြောရရင်ဗျာ power supply 2600မပြည့်မချင်းလဲသွားလို့ရတယ်။ event ကလည်းရက်ပေါင်းနေနဲ့25ရက်အထိကျန်သေးရဆိုတော့ဘလို့ပဲလက်လက် M7 power supply က2600ကဘလို့နေပြည့်ပါတယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့ကဒီ M7 ကကျွန်တော်တို့ဒီကဒီ M7 Granger ရဲ့ painted skin ကိုယူဖို့အတွက်ဆိုရင် weekly bet တစ်ပတ်ပဲကုန်ပါတယ်။ဒီထက်လည်းပိုပြီးတော့မကုန်ပါဘူး။ဒီရောက်ပဲရှိပါတယ်။အဲ့တော့ကိုက painted skin ကိုယူမယ်ဆိုရင်တော့ weekly bet တစ်ပတ်တော့မဖြစ်မနေထည့်ဖို့လိုပါတယ်။ free ဆိုပေမဲ့ဗျာဘယ်ရမှအလကားမရဘူး။သူ့ကိုပေးရတဲ့တန်ရာတန်ကြီးတော့ရှိရဲ့ဒီတန်ကြီးကနေရနဲ့များတာပဲကွာတယ်အဲ့တော့ TikTok မှာအခုပြောနေကြတဲ့ Indo Tricks တို့ဘာလို့ဆိုပြီးတော့ coin တွေ6000ခွဲ9000ရကြတယ်ဒါတွေကတကယ်တော့ဂျင်းနေဗျကိုလူတို့ကဂျင်းအထက်မခံနဲ့ဂျင်းထက်ခံရတာပြဿနာမရှိဘူးဒီတိုင်းစကားအဖြစ်အထက်ခံလိုက်ရတာပြဿနာမရှိဘူးပြဿနာရှိတာကရှိသမျှ hashtag တွေကို random redaction code မှာလိုက်ထည့်တာပဲအဲ့ဒီ random redaction code မှာလိုက်ထည့်တာတွေကပြဿနာရှိရဲ့ဒီ code တွေကမြန်မာနိုင်ငံကထုတ်တဲ့ code တွေမဟုတ်ဘူးဗျာ code တွေလည်းမဟုတ်ပါဘူး hashtag တွေ
နောက်ပြီးတော့အဲ့လိုတွေးသမျှကုတ်တွေကိုကိုယ့်ရဲ့ retention ကုတ်တွေထဲမှာလိုက်ထည့်တာပြဿနာရှိနိုင်တယ်။ဘာလို့လဲဆိုတော့အထူးသဖြင့်အင်ဒိုနီးရှားကကုတ်တွေကိုထည့်တာပဲ။ကျွန်တော်အတီးထဲမှာဆိုရင် Walcott letter အကောင့်ဗျာ။အဲ့ဒီ Walcott letter အကောင့်ကိုဖတ်သွားတဲ့သူကအင်ဒိုနီးရှားလူတွေ။နောက်ပြီးတော့ဒီအကောင့်ရဲ့အကောင့်က security က 100% အပြည့်ဗျာ။မို့တော့အကောင့်အကုန်လုံးအကောင့်မှန်တယ်များအကုန်ချိတ်ထားပြီးသား။ဒါပေမဲ့ဘယ်လိုဟတ်သွားမှန်းကိုမသိအောင်ဟတ်သွားတာဗျာ။အဲ့တော့တော်တော်လေးလိုက်ရရရင်ပတ်စံလည်းတော်တော်ကုန်သွားတယ်။ပြောချင်တာကဗျာအင်ဒိုနီးရှားတို့ဖိလစ်ပင်းတို့ကလူတွေဟတ်မယ်ဆိုရင်သူတို့မှာဟတ်ပုံဟန်နီးရရှိတယ်။အဲ့အတွက်ကြောင့်ရှိသမျှကုတ်တွေလင်းနေမှန်သမျှကိုမဝင်နဲ့လင်းနေကိုမဝင်နဲ့ကုတ်တွေကိုလည်းကျုံရဂျပန်ကုတ်တွေကိုလည်း retention နဲ့မှာမထည့်ဖို့အတွက်အကြံပေးချင်ပါတယ်။ဖြစ်နိုင်တာကိုပဲတွေးပါ brother တို့လည်းစဉ်းစားလို့ရပါတယ်။ဒါဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတော့ကိုတွေးတော့ပြီးမှလုပ်ဖို့တော့အကြံပေးချင်ပါတယ်။ဒီတော့ဆိုရင်တော့ Granger ရဲ့ M7 Painted Skin ကိုယူလို့ရမယ်လို့မျှော်လင့်ပါတယ်။ Soul Pass event ကို join လဲ join နေဗျာ။ join ရမယ့်ပုံစံကိုလည်းမသိရညီကိုတွေရှိလို့ရှိရင်ဘယ်လောက်ထိကုန်မယ်ဘယ်လိုလဲရမယ်ဆိုတာတွေကိုရှင်းပြပေးထားတဲ့ဒီဗီဒီယိုကိုတွက်ကြည့်လို့ရပါတယ်။ Soul Pass event ရဲ့ page 1ကလည်းမနေ့ဖန်ဆိုရောက်တော့မှာဆိုတော့ diamond တွေကိုကျွန်တော်စီမှာ pre-order လာတင်လို့ရပါပြီ။ခုလက်ရှိမှာဆိုရင် diamond sale တွေကလည်းအစမတန်တက်နေရဖြစ်တဲ့အတွက်ဈေးမတက်ခင်မှာ pre-order လာတင်ထားဖို့အကြံပေးချင်ပါတယ်။ pre-order တင်နေတယ်ဆိုရင်တော့အခုပြထားတဲ့ Telegram အကောင့်မှာလာရောက်ပြီးတော့တင်နိုင်ပါတယ်။ Mobile Chat နဲ့ပတ်သက်တဲ့ update news တွေကိုသိချင်တယ်ဆိုရင်တော့အခုပြထားတဲ့ Telegram channel ကိုလည်း join လုပ်လို့ရပါတယ်။ channel ရဲ့ link ကိုတော့ comment မှာပေးထားပေးတာပါမယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာဒီထက်ကောင်းတဲ့ quality content နဲ့အတူပြန်လာခဲ့ပါမယ်။ကြည့်ကြဖို့ပါ See you guys